ရှေးတုန်းကတိုင်းပြည်တစ်ခုမှာထူးဆန်းတဲ့ယောဂတစ်ခုခံစားနေရတဲ့ဘုရင်မကြီးတစ်ပါးရှိပါတယ်။အဲ့ဒီဘုရင်မကြီးမှာထူးခြားတဲ့အမိန့်တစ်ခုရှိပြီးအဲ့ဒါကတော့သူမရဲ့နာခေါင်းကိုပုံတူကူးပြီးအပြည့်စုံဆွဲနိုင်တဲ့သူကိုသူမနဲ့အတူတညတာကုံဆုံးခွင့်ပေးမဲ့အပြင်ရွှေတင်ကားတန်းပေါင်းများစွာကိုဆုလပ်အဖြစ်ပေးအပ်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဆုလပ်နောက်ွယ်မှာကြောက်စရာကောင်းတဲ့အပြစ်ဒဏ်တစ်ခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ဘုရင်မကြီးရဲ့နာခေါင်းကိုပုံတူအောင်မဆွဲနိုင်တဲ့သူတွေကိုချက်ချင်းကွပ်မျက်ပစ်တာ။ဒါမှမဟုတ်သူမမွေးထားတဲ့တာရဲတိရစ္ဆာန်တွေစီအစာဖြစ်ကျွေးပစ်တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပန်းချီပညာကိုလေ့ကျင့်နေတဲ့ကောင်းလေးတစ်ယောက်ရှိပါတယ်။သူကပန်းချီဆွဲတာဘလောက်တောင်ညံ့တယ်လဲဆိုရင်သူဆွဲထားတဲ့ပန်းတီးပုံတွေတောင်မှပုံမပေါ်ပဲထူးထူးဆန်းဆန်းတွေဖြစ်နေတတ်ပါတယ်။ဒါကိုမြင်ရတဲ့သူ့ရဲ့ဆရာဖြစ်သူကအရန်ကိုဒေါသထွက်သွားပြီးဒီကောင်လေးကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဆရာဖြစ်သူကကောင်လေးကိုဘုရင်မကြီးရဲ့ပုံတူပန်းချီကားတစ်ချက်ဆွဲခိုင်းပြီးနန်းတော်ကိုအတင်းလွတ်လိုက်ပါတယ်။ဒီခီးစဉ်ဟာသူ့အတွက်တင်မင်းနမန်ခီးစဉ်ဖြစ်မှန်ကောင်လေးကတိနေပေမဲ့ဆရာပေါ်ထားတဲ့ရိုသေကိုင်းဆိုင်မှုကြောင့်ပဲနန်းတော်ကိုသွားဖို့သဘောတူလိုက်ရပါတယ်။မကြခင်မှာပဲကောင်လေးဟာဘုရင်မကြီးရဲ့နန်းတော်ကိုရောက်ရှိသွားခဲ့ပါတယ်။သူနန်းတော်ထဲကိုခြေချလိုက်တဲ့အချိန်မှာပဲချင်းတကောင်ကသူ့ကိုလာပြီးတိုက်ခိုက်ပါတော့တယ်။သူကချင်းကိုလိုက်ရိုက်ပေမဲ့ချင်းကလွတ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကင်ထားတဲ့ပန်းချီလိတ်ကြီးနဲ့ချင်းကိုလိုက်ရိုက်တဲ့အခါမှာပန်းချီလိတ်ကြီးကအနှဲငယ်ဆုတ်ပြတ်သွားပါတယ်။ကောင်လေးလည်းထိတ်လန့်သွားပြီးဘုရင်မကြီးရဲ့ပုံတူပန်းချီကားလေးအကောင့်တိုင်းရှိသေးရဲ့လားဆိုတာအမြန်ဖွင့်ကြည့်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပန်းချီကားလေးကတော့ဘာမှမဖြစ်ပဲအကောင့်တိုင်းရှိနေပါသေးတယ်။ဒါပေမဲ့ခဏအကြာမှာချင်းကပြန်ရောက်လာပြီးသူ့ကိုထပ်နောက်ဆက်ပြန်ပါတယ်။ဒီတစ်ခါမှာတော့သူကချင်းကိုအမိအယရိုက်တက်လိုက်နိုင်ပေမဲ့ချင်းကနေထွက်လာတဲ့သွေးတွေကပန်းချီကားပေါ်ကိုဆင်သွားပါတော့တယ်။ကောင်လေးဟာကြောက်လန့်တကြားနဲ့ပန်းချီကားပေါ်ကသွေးကွက်ကိုအတင်းပုတ်တိုက်ပြီးဖျက်ပေမဲ့လုံးဝပြတ်မသွားခဲ့ပါဘူး။ပန်းချီမဆွဲနိုင်လို့တက်ဖြတ်ခံလိုက်ရတဲ့ရှေ့ကပန်းချီဆရာတွေရဲ့အဖြစ်အပျက်ကိုသူမြင်ဘူးထားတော့သူ့မှာအရန်ကိုကြောက်လန့်တုန်လှုပ်နေပါတယ်။သူကအတင်းကျပ်ပုတ်တိုက်လိုက်မိတဲ့အတွက်ပန်းချီကားတွေကဘုရင်မကြီးရဲ့နာခေါင်းနေရာဟာလုံးဝပျောက်ကွယ်သွားပါတော့တယ်။ကောင်လေးမှာဘာလို့ဘာကန်ရမှန်းမသိတော့ပဲခေါင်းကိုကင်ပြီးကြောက်လန့်နေတုန်းဘေးနားမှာရှိတဲ့စုတ်တဲ့တစ်ချောင်းကိုတတိထားမိသွားပါတယ်။သူကဘုရင်မကြီးရဲ့နာခေါင်းကိုအမြန်ဆုံးပြန်ဆွဲဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်တွေကကြောက်လန့်ပြီးတုံရင်နေတာကြောင့်နာခေါင်းပုံပေါ်မလာပဲနောက်ထပ်အနီရောင်အဆုံးထင်းကြီးတွေသာဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတွေကသူ့စီကိုရှောက်လာကြပါတယ်။သူကတော့ဘုရင်မကြီးရဲ့ကောက်ကွေးနာခေါင်းပုံစံကိုရအောင်ပြန်ဆွဲဖို့အခါစူးစမ်းနေပေမဲ့လုံးဝအဆင်မပြေဖြစ်နေပါတယ်။နောက်ဆုံးမှာတော့စစ်သားတွေကကောင်လေးကိုဘုရင်မကြီးရဲ့ပလင်ရှိကိုအတင်းဆွဲခေါ်သွားကြပါတယ်။အဲ့ဒီနေရာမှာဘုရင်မကြီးမူပေးထားတဲ့ကြားကြီးကိုမြင်လိုက်ရတဲ့အတွက်ကောင်လေးမှာပိုပြီးတော့တောင်ကြောက်လန့်သွားခဲ့ပါတယ်။သူဟာအခုတော့ငါဘဝနောက်ဆုံးချိန်ကိုရောက်ပြီလို့ယုံကြည်လိုက်ပြီးတုံရင်နဲ့ပန်းချီလိတ်ကြီးကိုဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့လူတိုင်းကိုအံ့တသွားစေတာကတော့ဘုရင်မကြီးရဲ့အကြိုက်ဟာလူတွေနဲ့မတူပဲထူးဆန်းနေတာပဲဖြစ်ပါတယ်။သူမကကောင်လေးဆွဲထားတဲ့ပုံမပေါ်တဲ့ပန်းချီကားကိုမြင်လိုက်ရတဲ့အခါမှာအရန်ကိုသဘောကျသွားပါတော့တယ်။ဘုရင်မကြီးကကောင်လေးကိုဆုလပ်တွေအများကြီးပေးတဲ့အပြင်သူ့ကိုတစ်သက်လုံးအတွက်ခင်ပွန်းဖြစ်တောင်တောင်းဆိုခဲ့ပါသေးတယ်။ဒါပေမဲ့ကောင်လေးကတော့ဘုရင်မကြီးဟာသူ့ရဲ့အဖွားရွယ်လောက်ရှိနေတာကြောင့်ဒီတောင်းဆိုမှုကိုညှင်းဆိုခဲ့ပါတယ်။ဘုရင်မကြီးကစိတ်မဆိုးတဲ့အပြင်ကောင်လေးကိုနန်းတွင်းရဲ့ပန်းချီရာရှိချုပ်ဖြစ်ခန့်လိုက်ပြီးသူ့ရဲ့ဆရာဖြစ်သူကိုတော့ကောင်လေးရဲ့လက်ထောက်ဖြစ်ပြန်ပြီးတာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပန်းချီမဆွဲတတ်တဲ့ကောင်လေးဟာကန်တရားရဲ့မျက်နှာသာပေး